ဆက်ယုံလုံတာဘဝကနေ COVID-19 ကျေးဇူးကြောင့် TikTok ဘရင်တူဖြစ်လာခဲ့တဲ့သူစကားတစ်ခုမှမပြောဘဲသူ့ရဲ့အမူအရာဟာတကမ္ဘာလုံးကကြီးစုသူတွေကိုဆွဲဆောင်မှုရှိတာကြောင့်ကမ္ဘာကျော် brand ကွန်မြူနတီကပါခံလန်းခြင်းကိုခံခဲ့ရတဲ့ဒီအောင်မြင်မှုရရှိခဲ့တဲ့သူဗီဒီယိုတစ်ပုတ်ဖန်တီးပေးရုံနဲ့သူ့ရဲ့ဝင်ငွေဟာမြန်မာငွေသိန်းပေါင်းတောင်းချီအမေရိကန်ဒေါ်လာ4သိန်းကနေ9သိန်းကျော်ထိရရှိနေတဲ့ခါဘီလန်ကိုတော့2000ခုနှစ်မတ်လ9ရက်နေ့မှာစီနီဂေါနိုင်ငံကဒါကာမြို့လေးမှာမွေးဖွားခဲ့ပါတယ်သူ့တဲ့တရင်သားရွယ်မှာတော့မိသားစုနဲ့အတူအီတလီနိုင်ငံကတူရင်းမြို့ကိုပြောင်းရွှေ့ခဲ့ပြီးအစိုးရကထောက်ပံ့ပေးတဲ့အများပြည်သူပိုင်အင်ယာဝင်းလေးထဲမှာကြီးပြင်းလာခဲ့ရပါတယ်သူကကျောင်းပြီးတဲ့နောက်မှာတော့မိသားစုကိုကူညီပေးဖို့အတွက်စက်ရုံတစ်ခုမှာစက်မောင်းသမားအဖြစ်ဝင်ရောက်လှုပ်လှုပ်ခဲ့ရပါတယ်2020ပြည့်နှစ် COVID-19 စဖြစ်ချိန်မှာတော့တကမ္ဘာလုံးကစက်ရုံတွေအားလုံးဒီပါပိတ်သိမ်းခံခဲ့ရပြီးခါဘီလန်လည်းအလုပ်ပြုတ်သွားခဲ့ရပါတယ်အလုပ်လက်မဲ့ဖြစ်ပြီးအိမ်မှာပဲနေရတဲ့အချိန်အဖေဖြစ်သူကတခြားအလုပ်တစ်ခုကိုအမြန်ရှာဖို့ပြောနေပေမဲ့ခါဘီလန်ကတော့သူ့ဖုန်းလေးနဲ့ TikTok ဗီဒီယိုတွေကိုစတင်ရိုက်ကူးနေခဲ့ပါတယ်အစပိုင်းမှာတော့သူလည်းသူများတွေလိုပဲကားပြတာဆော့တာတွေလုပ်ခဲ့ပေမဲ့သိမပေါက်ခဲ့ပါဘူးနောက်ပိုင်းမှာတော့သူကလူတွေအရန်ကိုခက်ခဲအောင်လုပ်ပြနေတဲ့ဗီဒီယိုတွေကိုကြည့်ပြီးရိုးရိုးလေးလုပ်လို့ရတာကိုဘာလို့ဒီလောက်ခက်ခဲအောင်လုပ်နေတာလဲဆိုတဲ့ပုံစံနဲ့စကားတစ်လုံးမှမပြောပဲပြန်လုပ်ပြခဲ့ပါတယ်သူလုပ်ပြနေကြလက်နှစ်ဖက်ကိုဖြန့်ပြတဲ့အမူအရာလေးကလူတွေကိုအကြိုက်တွေ့စေခဲ့ပြီးဘာစကားမှမပြောတဲ့အတွက်တကမ္ဘာလုံးကလူတွေကသူ့ဗီဒီယိုကိုနားလည်သွားကြက follower တွေတန်းနဲ့ချီပြီးတိုးလာခဲ့ပါတယ်မကြခင်မှာပဲခါဘီလန်ဟာ TikTok မှာ follower အများဆုံးနံပါတ်1နေရာကိုရောက်သွားခဲ့ပါတယ်လက်ရှိမှာတော့သူဟာဗီဒီယိုအတိုးလေးတစ်ပုတ်တင်ပေးရုံနဲ့ဒေါ်လာ4သိန်းကနေ9သိန်းကျော်မြန်မာငွေသိန်းပေါင်းတောင်းချီထိရရှိနေတဲ့ content creator တအုပ်ဖြစ်နေပြီးသူ့ရဲ့ပိုင်ဆိုင်မှုဟာဆိုရင်လည်းဒေါ်လာ15သန်းကနေသန်း20ကျပိုင်ဆိုင်ထားတယ်လို့သိရပါတယ်ဒါအပြင်ကမှကမ္ဘာအကြီးဆုံး crypto exchange ဖြစ်တဲ့ Binance ကလည်းသူ့ကို brand ambassador အဖြစ်ခန့်အပ်ခဲ့ပါတယ်ကမ္ဘာကျော်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Qatar Airways နဲ့လည်းကြော်ညာတွေရိုက်ကူးခဲ့ပါတယ်နာမည်ကြီးဗီဒီယိုခိတ်တစ်ခုဖြစ်တဲ့ဖိုးနိုင်မှာတောင်သူ့ရဲ့ပုံစံတူ character skin တစ်ခုပါဝင်လာတဲ့အထိအောင်မြင်ခဲ့ရပါတယ်နာမည်ကြီးပြိုင်က brand တစ်ခုဖြစ်တဲ့ Ferrari နဲ့လည်းပူးပေါင်းပြီး contact တွေကိုလုပ်ခဲ့ပါသေးတယ်ခါဘီလန်ရဲ့ဘဝဟာဆိုရင်တော့အလုပ်ပြုတ်လို့စိတ်ဓာတ်မကြပဲမိမိမှာရှိတဲ့ဖုန်းတစ်လုံးလေးနဲ့ရိုးရှင်းတဲ့အယူဆတစ်ခုကိုအကောင့်ထဲဖော်ရကနေကဘာကျော်သွားခဲ့တာပါအခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့လည်းခါဘီလန်လိုဖြစ်မလာဘူးလို့မပြောနိုင်ပါဘူးမိမိမှာရှိတဲ့ဖုန်းတစ်လုံးလေးနဲ့မိမိစိတ်ကြိုက်ဗီဒီယိုတွေဖန်တီးပြီး live မှာကိုတင်လိုက်ပါ online ကြောင့်ဘဝပြောင်းလဲသွားတဲ့သူတွေအများကြီးပါ now you got a movie coming out. I mean, you went for a huge TikTok star. Now you got a movie coming out. Tell us about the movie. Movie coming out. Tell us about the movie. You wanna know something about the movie? I want to know something about the movie. I'm a secret agent in the movie. I cannot say it a lot. I'm 00 Kabi. I try to save the world. That's it. You gonna save the world? I try to save the world. When you started your TikTok, when did you what was the first thing when you seen it blowing up and it was like a surprise? What was that feeling when you seen it like, dang, the world is looking at this? I was